လက်ထဲမှာ3500ရှိတယ်တစ်လောက်42သိန်းဝန်းကျင်လဲသွင်းနိုင်တယ်အိတ်ခမ်းနှခမ်းကိုမှ master bedroom လဲပါရမယ် store room ဒါမှမဟုတ်လဲမိတ် room အနေနဲ့အသုံးပြုလို့ရမယ်အိတ်ခမ်းနှခမ်းလဲထပ်လို့ခြင်းနဲ့ဆိုရင်တော့ဒီအခန်းလေးကိုမိတ်ဆက်ပေးခြင်းပါတယ်ပုံမှန် kitchen room နေလို့မဟုတ်ဘဲ close type kitchen room ကိုဖွဲ့စည်းထားတာဆိုတော့အနက်သက်အတွက်လည်းစိတ်ချရမယ်။နောက်ဒီဘက်မှာဆိုလို့ရှိရင်တော့ common toilet ရှိပါမယ်။ living room ကလည်းကျယ်တယ် balcony လည်းပါတယ်။နောက်တစ်ခုကဖျားစင်အတွက်လည်းတီးတဲ့ space နေရာလေးလည်းရှိသေးတယ်။ဆိုတော့ဒီလိုအခန်းမျိုးကမိသားစုရင်9ယောက်လောက် AC နေလို့ရတယ်။ဒီအခန်းလေးကတော့ master bedroom မှာ9နှစ်ထိအရေးကြပေးတဲ့ condo project ဆိုတာတခြားဘယ်မှာမှမရှိသေးဘူး။ဒါပေမဲ့တစ်ခုရှိတာကဒီမှာကကြတော့လေ9နှစ်ထိအရေးကြပေးရန်လဲဝယ်ကြတယ်။အခုလက်ရှိဆိုလို့ရှိရင်ဒီလိုမျိုး2ပတ်ရောအခန်းမျိုးစားဆိုရောင်းကန်3ခါလောက်ပဲကျန်တော့တာဆိုတော့အခုချိန်မှာဝယ်ထားမှတာနေ view ရွေးလို့ရမယ်ပေါ့နော်နောက်ဆိုလို့ရှိရင် view ရွေးစရာအခန်းတွေလည်းရှိမှာမဟုတ်တော့ဘူး1 bedroom နေဆိုရင်တော့ all swap ဖြစ်ကုန်ပြီဒီအခန်းလေးကတော့ single bedroom ပါ single bedroom အမျိုးအစားဆိုပေမဲ့လေဒီဘက်မှာအလင်းရောင်နဲ့လေဝင်တွေထွက်ကားအောင်လို့လည်းလုပ်ပေးထားတယ် brain box ကြဲကြဲလေးပါတယ်နောက်တစ်ခုကကြတော့လေ single bedroom ကို master bedroom နေနဲ့လည်းသုံးလို့ရရယ်နော်ဘယ်လိုမျိုးလဲဆိုရင်တော့ဟိုဘက်မှာရှိနေတဲ့ common toilet ကိုတပည့်ပုံစံဖောက်ပြီးတော့လဲ master နှက်ခမ်းဖြစ်အောင်လုပ်လို့ရပါတယ်